ုန်းတွေမှာဘက်ထရီပူလာရင် game ချစ်တာလိုင်းကြတာဘာကြောင့်ကဲ Mobile Legends ဆိုရင် Team Fight ရောက်မှာဖုန်းကပူကနေဖြစ်ပြီး frame နေကျသွားတယ်။ line တွေပါပုံမှန်မဟုတ်ပဲ line လက်သွားလို့ပွဲရှုံဘူးလား။အဲ့ဒါ line မကောင်းလို့မဟုတ်တယ်လို့မိတ်ဆွေတို့ရွေးထားတဲ့ဖုန်းညံ့လို့လည်းမဟုတ်ပါဘူးနော်။အဓိကတည်းကကတော့ thermal trolling လို့ခေါ်တဲ့ဖုန်းရဲ့ auto system တစ်ခုကြောင့်ပါ။ထပ်တော့ဖုန်းတွေမှာပါတဲ့ CPU နဲ့ GPU chipset တွေကမရေမတွက်နိုင်တဲ့တွက်ချက်မှုများစွာလှုပ်ဆောင်ပေးရပဲဖြစ်ပါတယ်။ဒီလိုတွက်ချက်မှုတွေလုပ်တဲ့အခါမှာအပူတွေများစွာထွက်လာပါတယ်။အထူးသဖြင့် game ကို graphic အမြင့်ဆုံးထားဆောတဲ့အခါအစွမ်းကုန်ရုံရတော့ဖုန်းကတဖြည်းဖြည်းပူလာတာပေါ့နော်။ထပ်တော့လူသားတွေလည်းအလုပ်တွေအရန်လုပ်ပြီးမောလာတယ်လို့ပဲဖုန်းတွေကလည်းအပူချိန်45ဒီဂရီကနေ50ဒီဂရီဆယ်စီယပ်ကျော်သွားပြီဆိုရင်ဟာငါတော့စက်ပူလာလို့ရှိရင်ပတ်ကွဲတော့မယ်ဖုန်းဆက်ပိတ်လိုက်တော့မယ်ဆိုပြီးသူ့ကိုယ်သူကာကွယ်ဖို့အတွက်စွမ်းဆောင်ရည်ကိုအတင်း short ချပစ်လိုက်ပါတယ်။အဲ့ဒီလိုအပူဒဏ်ကြောင့် performance ကိုဖျက်ချပစ်လိုက်တဲ့ဖြစ်စဉ်ကို thermal throttling လို့ခေါ်ပါတယ်ရှင်။အဲ့ဒီတော့ဖုန်းကတမင်သက်သက် speed ကို short ချပစ်လိုက်တဲ့အတွက်မိတ်ဆွေတို့ game ဆော့တဲ့အခါချက်ချင်း frame drop ဖြစ်ပြီးဖြစ်သွားတာပါ။ဆိုတော့မိတ်ဆွေတို့ line မကောင်းထင်ပြီး wifi တွေ mobile data တွေပိတ်လိုက်ဖွင့်လိုက်လုပ်နေလဲဖုန်းမအေးမချင်း game ကတော့ထစ်နေအောင်ပါပဲနော်။ဒါဆိုဘယ်လိုဖြေရှင်းမလဲ။အပြင်ကနေရေခဲကပ်ပြီးဆော့မလားမလုံးနဲ့နော်ဖုန်းနဲ့ရင်ငွေ့ပြန်ပြီးပျက်စီးတတ်ပါတယ်နီလာကတော့ဖုန်းဝယ်ကြတဲ့အပုံစုပ်ထုတ်မှုအားကောင်းတဲ့ဖုန်းတွေကိုရွေးဝယ်ဖို့ပါပဲဥပမာ Police System ပါတဲ့ Honor Win နဲ့ WinRT လိုဖုန်းမျိုးတွေပေါ့